မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောက်သတင်းဌာနကသတင်းတောက်ဦးတင်စာပါအခုတင်ဆက်ပေးမယ့်သတင်းကတော့ပြည်ဦးလွင်မျိုးကိုကျန်းမာရေးမျိုးတော်ဖြစ်ဖော်ဆောင်ရန်မူဝါဒချမှတ်ထားဦးနိုင်ငံတော်သမ္မတပြောကြားတဲ့သတင်းဖြစ်ပါတယ်မေလ16ရက်နေ့မှာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကမန္တလေးတိုင်းကြီးပြည်ဦးလွင်မျိုးရှိမြို့မိမျိုးဖာများအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေး MSME လုပ်ငန်းရှင်များနဲ့ပြည်ဦးလွင်မျိုးတော်ခမ်းမ၌တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုဆွေးနွေးရမှာအခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကပြည်ဦးလွင်မျိုးအားကျန်းမာရေးမျိုးတော်အဖြစ်ဆောင်ရွက်နိုင်ရေးမိမိအနေဖြင့်မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံတော်သမ္မတကပြည်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနဲ့ပတ်သက်ပြီးဆွေးနွေးပြောကြားရမှာရခိုင်ကမိမိပြည်ဦးလွင်မျိုးကိုလာရောက်ခဲ့တဲ့ခီးစဉ်များအတွင်းမြို့တွင်လက်များစနစ်တကျရှိရန်လိုအပ်နေတာကိုတွေ့ရှိခဲ့ရတဲ့အတွက်ရက်ွက်ကြီး8နဲ့10အတွင်းရှိတဲ့အဓိကကျတဲ့လမ်း9လမ်းကိုအစင်းမြင့်နေဖို့ဆောင်ရွက်ခဲ့ပြီးမေလ16ရက်နေ့မှာဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ပြည်ဦးလွင်မျိုးမှာဒေသခံများရှိသလိုအခြားဒေသတွေကနေပြောင်းရွှေ့အခြေချနေထိုင်လာသူတွေလည်းရှိနေတာကြောင့်ပြည်ဦးလွင်မျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်မှဆောင်ရွက်ပေးနေတယ်လို့မြို့မှာနေထိုင်သူများအနေနဲ့လည်းဝိုင်းဝန်းလှုပ်ဆောင်သွားကြဖို့လိုအပ်တယ်လို့ဆိုပါတယ်မိမိတို့နေထိုင်ရာအိမ်ချမ်းမြေတွေတန်ရှင်းတရက်မှုရှိစေရေးနဲ့စိမ့်လန်းဆိုပြေမှုများရှိစေရေးအတွက်စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လိုကြောင်းလည်းထည့်သွင်းပြောကြားခဲ့ပါတယ်ထို့နောက်ပြည်ဦးလွင်ဒေသကိုလွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်စုကာလခန့်နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အခုအခါမှာတိတိတသာအင်မတန်ဖွံ့ဖြိုးတိုးတက်လာတာကိုမြင်ဝါတင်တွေ့မြင်နိုင်မှာဖြစ်တယ်လို့နိုင်ငံတော်သမ္မတကပြောကြားခဲ့ခြင်းဖြစ်ပါတယ်ပြည်ဦးလွင်မြို့ဟာတဘာဝကပေးထားတဲ့ရာသီဥတုအေးချမ်းသာယာပြီးနေထိုင်ရတာကောင်းမွန်တဲ့မြို့တစ်မြို့ဖြစ်ပေမဲ့မြို့မှာနေထိုင်တဲ့လူရည်ညပြလာတာနဲ့အမျှနေ့စဉ်အမိုက်စွန့်ပစ်မှုတွေကလည်းညပြလာနေတယ်လို့ဆိုပါတယ်အဲ့ဒီလိုစွန့်ပစ်အမိုက်တွေကိုအကျိုးရှိရှိနဲ့ပြန်လည်အသုံးချပြီးတော့မြို့အတွက်လိုအပ်တဲ့လျှက်စစ်ဓာတ်ကိုထုတ်လုပ်ခြင်းကဲ့သို့သောလုပ်ငန်းများဆောင်ရွက်သွားဖို့လိုအပ်ကြောင်းလည်းနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်ကျမတို့ဒီမိုကရေစီနောင်သတင်းဌာနအနေနဲ့နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာပါဒီမိုကရေစီနောင်သတင်းဌာနရဲ့သတင်းတွေကို TikTok, Telegram နဲ့ YouTube တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်